မာအနေနဲ့ပြောရရင်ပေါ့နော်ကျွန်တော်ကတိုးတက်ချင်တယ်ဆိုရင်ကိုချစ်မြတ်နိုးပါတယ်ဆိုတော့အချို့အရာလေးတွေကိုဗျာစွန့်လွတ်တတ်ဖို့လိုပါတယ်မင်္ဂလာပါလူရပေါ့နော်တရက်ပေါ့ကိုရက်ဒီရှိနေတဲ့ငကိုအနေထားနေပြီးတော့မှာပေါ့နော်နောက်ထပ်6လတနေ့လောက်နေရင်အရန်ကိုတိုးတက်ချင်တယ်အောင်မြင်ခြင်းတယ်ဘတ်ဒါပေမဲ့လို့ပေါ့နော်ကိုထင်ထားတဲ့လူမျိုးတိုးတက်လာတာအောင်မြင်လာတာမရှိဘူးပေါ့နော်အဲ့လိုမျိုးကြုံလာလို့ရှိရင်လူတွေကကိုတိမ်ငယ်လာတဲ့ဒါပေမဲ့ကိုကတိုးတက်အောင်မြင်ခြင်းပဲပေါ့နော်ဘာကြောင့်မလို့မတိုးတက်တာလဲဆိုတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်ပေါ့နော်ကျွန်တော်ကတိုးတက်ချင်တယ်ဆိုရင်ကိုချစ်မြတ်နိုးပါတယ်ဆိုတဲ့အချို့အရာလေးတွေကိုဗျာစွန့်လွတ်တတ်ဖို့လိုပါတယ်ဥပမာအနေနဲ့ပြောရရင်ပေါ့နော်ကိုရဲ့ဒီခန္ဓာကိုယ်ကြီးက1ပတ်ဖြစ်နေတယ်ဆိုပါတော့ဗျာကိုကစစ်ပတ်လိုချင်တယ်စစ်ပတ်လိုချင်တော့ကိုအနေနဲ့စွန့်လွတ်ရမယ့်အရာတွေရှိတယ်ကိုအဖေအမေချက်တယ်ပေါ့နော်ပဇွန်ဟင်းနေလို့ကြက်သားဟင်းနေလို့နော်ကိုရန်ကြိုက်ပါတယ်ဆိုတဲ့ဟင်းနေပေါ့နော်ကိုကဒီလိုမျိုးစစ်ပတ်ထွက်ချင်တဲ့ပုံမှာအဲ့လိုမျိုးထမင်းဟင်းကောင်းကောင်းပေါ့နော်မစားရဘဲနဲ့ဒီကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တာတို့နော် exercise လုပ်တာလုပ်ရတယ်ပေါ့နော်အဲ့ပုံမှာအစားအသောက်တွေရှော့စားတာလုပ်ရတယ်မစားသင့်တဲ့အစားအစာတွေမစားရတာရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကအဲ့အမျိုးကိုစွန့်လို့ရမှာဆိုတော့ကိုအနေနဲ့အဲ့မစွန့်လို့ကျင်တာပေါ့ဗျာအဓိကတော့စွန့်လို့ဖို့ရခက်ခဲနေတာဒါကြောင့်မလို့ကိုလိုချင်တဲ့ပန်းနိုင်ကိုမရောက်တာဖြစ်ပါတယ်အဲ့ဒါနံပါတ်1တစ်ချက်ပေါ့နော်နံပါတ်2တစ်ချက်ကကြတော့ကိုအဲ့လိုမျိုးစွန့်လို့လိုက်လို့ရှိရင်ပေါ့နော်ဂျုံတွေးလာမယ်နာကျင်မှုကိုမခံစားနိုင်တာပေါ့နော်အဲ့ဒီနာကျင်မှုကိုမခံစားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့ဒီတိုးတက်ရအောင်မြင်ရလမ်းကြောင်းကိုမရောက်တာဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုရင်ကျွန်တော်ဒီနာကျင်မှုဆိုတာပေါ့ဗျာဒါပေါ်တော့ကိုကတိုးတက်ချင်တယ်ဥပမာနိုင်ငံခြားကိုသွားချင်တယ်နိုင်ငံခြားသွားပြီးတော့မှအလုပ်လုပ်ချင်တယ်ဒါပေမဲ့ကိုရဲ့ဒီချစ်ခင်ရတဲ့မိသားစုတွေနဲ့ပေါ့နော်ခွဲခွာအောင်မယ်နော်အဲ့လိုမျိုးခွဲခွာလိုက်လို့ရှိရင်ကိုမှဒီတန်ရောစင်တွေဖြတ်တောက်ပြီးမှသွားအောင်အဲ့လိုမျိုးသွားဖို့အတွက်ကိုဒီတန်ရောစင်ဖြတ်ဖို့ဆိုတဲ့ပေါ့နော်ဒီခံစားချက်ဒီနာကျင်မှုကိုလူတွေကမခံစားချင်တာဒါကြောင့်မလို့ကိုရဲ့ဒီမိသားစုနဲ့ပဲနေရင်းနဲ့ပေါ့နော်ဒီလိုမျိုးကိုရဲ့အောင်မြင်လမ်းကြောင်းပေါ်ရောက်ဖို့အတွက်ခက်ခဲကြုံတွေ့နိုင်တာပေါ့ဗျာเนาะအဲ့ဒီအကြောင်းလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်